ဆိုအဲ့လာပြောရသေးလားစာဖတ်နားထောင်တဲ့သူလေးတိတ်ပြီးတော့မှဒီစာဖတ်တာတိတ်မကြိုက်ဘူးအားမရအောင်ဆိုတာမိသားရေးပိုင်းပို့သွားတယ်ကွယ်ပြီးလို့ရှိရင်ကောင်မလေးရေးထားတာဖြစ်တဲ့ကြောင့်မသူအသက်အများသောအားဖြင့်ကောင်မလေးတယောက်ကိုစိတ်ခွန်အားဖြစ်စေဖို့ရယ်မိသားစုဟာတော့နည်းနည်းတစ်ခုတွေးလိုက်တယ်ပေါ့နော်ဟိုတနေ့ကမနေ့ကဖတ်တဲ့ထဲမှာပါတယ်မိသားစုကရေးရတစ်ခုတွေ့ရယ်ပြီးအတကယ်ချင်းမိတ်ဆွေတချို့ကတော့မဖတ်ဘူးပြီးလို့ရှိရင်အချစ်ရေးရမဖတ်အခုဟာလည်းသွားတာများသွားတာကောင်မလေးတယောက်ကိုအားပေးတဲ့ပုံစံမျိုးပြီးရင်ချစ်ရေးမြတ်တာရေးပိုင်းကနည်းနည်းသွားတာများအတွက်ဒီမှာလာနားထောင်တဲ့သူတွေအားလုံးဒီမှာအတွက်ဒါကတော့စင်မပြေဘူးပေါ့နော်ပြီးတော့အမိကိုယ်တိုင်လည်းဖတ်ရတာနည်းနည်းတိတ်အားမရဘူးဒါမှမကောင်းလို့ပြောချင်တာတဲ့စိတ်ခွာဖြစ်စေတာဖတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ခွာမဖြစ်စေလို့ဆိုဖြစ်စေဒါပေမဲ့ဒါလေးတွေကများသောဖြစ်ပေါ့နော်ဟို main ကလေးအတွက်ပဲဥတီတာပုံများနေရပေါ့နော်အဲ့လိုကြောင့်ပေါ့သူပေါ့နော်အဲ့တော့ဖတ်လို့ရမယ့်ဟာအဆင်ပြေမယ့်ဖတ်တင်တာလေးပဲရွေးဖတ်သွားမယ်နော်ကဲခေါင်းစဉ်ကဒီအရှိဟာလည်းဖတ်လို့အကောင်းစခွဲခြားတတ်ပါစေဆိုတဲ့ဟာလေတကယ်ဆိုချစ်ပဲလို့ဘာလို့နဲ့စတာကွယ်အဲ့လားလဲမဖတ်ချင်စကားလေးတစ်ခေါက်နဲ့ကိုကမင်းဟိုမြမှာကြီးမှမြင်ချင်တယ်လို့ဘာလို့ညာတော့အဲ့လိုမျိုးလေးအဲ့လားလေဖယ်လိုက်မယ်အဲ့ဒါကိုသူကကောင်းမန်းတရားကိုပြန်ပြီးတော့မှဟွာဖြစ်တာပေါ့နော်ကောင်းမလေးဖတ်တာတော့မှန်တယ်ဒါပေမဲ့လာပြီးတော့မှနားထောင်တဲ့သူတွေများတော့အဖြစ်ဒီမှာစာဖတ်တာလာနားထောင်တာကများတော့ပြင်မိန်းကလေးတက်ဆိုင်ယောက်ျားလေးတွေများတယ်အဲ့ဒါကြောင့်မလို့ပြီးတော့ဖတ်တာကယောက်ျားလေးတွေအတွက်ရွေးဖတ်တာမဟုတ်ဘူးယောက်ျားလေးရောမိန်းကလေးရောစိတ်ခွန်အားဖြစ်တဲ့ဆိုကြရယောက်ျားလေးရောမိန်းကလေးရောစိတ်ခွန်အားဖြစ်စေတယ်ကွာစိတ်ခွန်အားဖြစ်စေတဲ့အမှန်တည်းစာတွေကကြတော့အဲ့လိုမျိုးဖတ်တာပေါ့နော်အခုကကျတော့ဥတီတာတော့မိန်းကလေးကိုဥတီနေတာမလို့အဲ့ဒါကြောင့်မလို့ယောက်ျားလေးတွေဖတ်ပြနေသူတို့စိတ်ပြေမှာမဟုတ်ပြောချင်တာသိလားမိန်းကလေးရောယောက်ျားလေးရောနားထောင်လို့ရတဲ့ဟာမျိုးဆိုအဆင်ပြေတယ်ကိုတယောက်တည်းဖိုင်တော့ဟာဖြစ်တာပေါ့အမိုက်တွေဖယ်ထုတ်ပါတဲ့ခေါင်းစဉ်ကအဲ့တော့လေပြေလေညင်းလေးကိုခန်းစားခြင်းလို့ပြတင်းတကားလေးဖွင့်လိုက်ပြင်မဲ့လေနဲ့အတူဖုံမုတ်တချို့မျက်လုံးထဲဝင်လာခဲ့တယ်တခါတလေကိုလိုချင်တာနဲ့အတူမလိုချင်တာတွေလည်းရလာတဲ့အခါဒီအမိုက်ကိုဖယ်ပြစ်ယုံပဲပေါ့တဲ့တချို့ဆက်ဆံရေးတွေတချို့ချစ်ချင်းမြတ်တာတွေမှာအမိုက်တွေပါလာရင်တွေဝေမနေစေချင်ပါဘူးကွယ်မြန်သာဖယ်ထုတ်စွန့်ပစ်လိုက်စမ်းပါအမိုက်ဆိုတာခိုးလို့နဲ့စိတ်ပြက်စရာကောင်းလွန်းလို့တဲ့အမလေးပွဲဖြစ်ကြမလို့လားရှင်တို့စကားများကြတော့မလို့ငါမပါဘူးနော်No. အဲ့ဒါတွေပဲနောက်တဲ့တစ်ခုကကြတော့ early bird လား night owl လားတဲ့အဲ့တော့လူတယောက်မှာ energy တက်ချိန်ကြချိန်ဆိုတာရှိပါတယ်လူတယောက်နဲ့တယောက်လည်း energy တက်ချိန်ကြချိန်မတူတဲ့အတွက်တချို့ကမနှက်ခင်အချိန်မှာ energy ပြည့်ပြီးလှုပ်ရှားရှိတာတွေကိုတက်ကြွလုပ်နိုင်ကြပါတယ်ဒီလိုလူတွေကိုတော့ early birds or morning person လို့ထပ်မှတ်ကြတယ်တချို့ကကြတော့ညဖက်လူချေတိတ်ချိန်မှာ energy မြင့်နေပေါ့နော်အဲ့တော့ပတ်ဝန်းကျင်တစ်ခုလိုငြိမ်နေချိန်မှာသူတို့လှုပ်ရှားရှိတာအာယုံစိုက်တီးငြိမ်လှုပ်တတ်ကြတယ်စိတ်ကူးစိတ်တန်းကောင်းတွေထွက်ကြပြီးတော့မှကိုလှုပ်ရမယ့်အလုပ်ကိုညအချိန်တွေမှာအကောင်းဆုံးလုပ်နိုင်ကြပါတယ်တဲ့သူတို့ကိုကြတော့ night on ညစည်းကွက်ဒါမှမဟုတ်လို့ရှိရင် night person လေးတွေလို့သတ်မှတ်ကြပါတယ်တဲ့
ယုံချိန်အတွင်းလောက်ရတဲ့ယုံအလုပ်မဟုတ်တဲ့ကိုယ့်ရဲ့ passion တွေကိုအကောင့်ထဲပေါ်ဖို့ဆိုရင်ကိုယ့်ရဲ့စိတ်လန်းဆန်းနေချိန် energy မြင့်နေတဲ့အချိန်ဟာဘယ်အချိန်လဲတည်ထားရပါတယ်တဲ့ဒါကြောင့်ကိုဟာ early bird လား night owl လားတည်ပြီးတော့မှကိုယ့်အတွက်အရေးကြီးတာတွေကိုကိုယ်စွမ်းအင်အမြင့်ဆုံးအချိန်မှာလုပ်ပါတဲ့ကိုယ်စိတ်ကြည်လင်နေတဲ့အချိန်မှာလုပ်ပါတဲ့ဒါမှတဲ့အာယုံကောင်းကောင်းစိုက်နိုင်တဲ့အတွက်ကိုလှုပ်တဲ့အလုပ်ကလည်းရလက်ကောင်းရမှာပါအဓိကကကိုလှုပ်เสียရှိတာတွေပြီးမြောက်အောင်မြင်ဖို့အလုပ်ဖြစ်ဖို့ပါပဲတဲ့နော်အဲ့တော့ early bird လား night owl လားကိုဟာ morning person လား night person လားအဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက် energy ပြည့်တဲ့ချိန် energy ကျတဲ့ချိန်အသက်အကြာဖြစ်တာချင်းလည်းမတူကြဘူးတယောက်နဲ့တယောက်လည်းမတူကြဘူးဆိုတော့ကိုကြည့်ပြီးကိုတွေးပြီးတော့မှာပေါ့နော်ဘယ်ဟာမှပို့လို့အားတာမလဲဘယ်လိုမျိုးလဲဆိုကိုပဲပေါ်မှာပေါ့နော် early bird လား night owl လားအရာ9ပင်မပြည့်တဲ့ကောင်မလေးတဲ့9ပင်မပြည့်ဘူးသူကပြောရတယ်6ပင်မပြည့်6ပင်မကျော်ရင်ငါအရက်ပူတယ်လာမပြောနဲ့နော်ငါ့9ပင်မပြည့်ဘူးသူကnight person လေးပြန်ပြောပေးပါလား night person နဲ့ morning person အတူတူပဲလေပြောချင်တာကလူတယောက်နဲ့တယောက် energy တက်ချိန်ကြချိန်မတူဘူးenergy ပြည့်ဝတဲ့ချိန်မတူဘူးပြီးတော့အသက်အကျလည်းမတူကြဘူးတချို့ကကြတော့မနက် morning မှာတက်ကြွလှုပ်ချင်တဲ့ဟာတွေကိုခွန်အားအပြည့်နဲ့တက်ကြွလှုပ်သက်ကြတယ်တချို့ကကြတော့ညလူတွေတိတ်ချိန်မှာအင်ဂျီတွေတိတ်စိတ်နေချိန်မှာအတွေးအကောင်းထဲမှာပေါ့နော်သူတို့ကြည်လင်ခွန်အားတွေဖြစ်ပြီးတော့မှအတွေးမြင်တဲ့နဲ့သူကနဲ့သူတို့လှုပ်ချင်တဲ့အရာတွေကိုသူတို့အကောင့်ထဲပေါ်ပြီးတော့မှလှုပ်နိုင်ကြတယ်ပိုအားတာကြတယ်အဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့လိုပဲနေ့နဲ့ညပဲကွာမတူဘူးပြောချင်တာပေါ့နော်နေ့နဲ့ညပဲကွာအတူတူပဲပြောချင်တာတော့ချင်းတဲ့ life jacket အဲ့လိုမဖတ်တော့ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက် social media ပေါ်မှာလူအထင်ကြီးခံရဖို့ medical justice ပြောရပဲမသိဘူးเนาะဤလိုတွေကမပြောနဲ့အဲ့တော့ social media ပေါ်မှာလူအထင်ကြီးခံရဖို့ reaction တွေ attention တွေရဖို့အဓိကလို့တွေးထင်ပြီးတော့မှ popular ဖြစ်ရေးတို့အရေးလုပ်နေကြတဲ့တူတွေထဲမှာကိုမပါစေနဲ့တဲ့ငါချစ်တယ်လို့ငါကိုပြန်မချစ်ဘူးငါကိုဂယူးမဆိုင်ဘူးတစ္ဆာမရှိ